အားလုံးတော့ကိုပိုင်းချစ်မေဆိုရင်ကအားလုံးတို့မင်္ဂလာပါတော့ဥတော်ပထမနှုတ်ခွန်းဆက်ပါတယ်ချစ်မေဆိုအားလုံးမယ်နော်ကဲညီကမအားလုံးတို့ချင်းစီအားလုံးမင်္ဂလာပေါင်းနဲ့အားလုံးပြည့်စုံကြပါစေမင်္ဂလာရှိတော့ညချမ်းလေးပါကိုမိုင်အားလုံးမယ်နော်ကဲအားလုံးတော့ကိုပိုင်းဗီဒီယိုဖိုင်လေးကိုနော်ကြည့်ရှုရညီကမအားလုံးတယောက်ချင်းစီစိတ်ချမ်းသာခြင်းကိုကြက်မှခြင်းနဲ့ပြည့်စုံကြပါစေညီကမအားလုံးပဲစိတ်သွားတိုင်းကိုပါလို့လူရသနာတုံးတော့ပြည့်စုံကြပါစေလို့ကိုပိုင်းရဥတော်ပထမနှုတ်ခွန်းဆက်ပါတယ်နော်ညီကမအားလုံးပဲကဲကိုပိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့ညီကမအားလုံးအတွက်အကျိုးရှိမယ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုညီကမအားလုံးကမကြော်မရေပဲနဲ့နော်ကိုပိုင်း4 minutes စာဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကိုအားလုံးပဲပြီးဆုံးနိုင်အောင်ကြည့်ရှုပေးမယ်နော်ကိုပိုင်းတို့ဒီဗီဒီယိုဖိုင်လေးကတော့ညီကမအားလုံးတက်ကိုနော်ကိုပိုင်းတို့ဗုဒ္ဓဖူးကြာပြီးတောက်ကြနော်ဒီ3ရက်အတွက်အပိုင်းကစားရမယ်ကိုပိုင်းတို့မျိုးဆိုအားလုံးပဲဇာတို့ပတ်တိရှစ်ပတ်တိတစ်လုံးကိုပိုင်းတို့မျိုးဆိုအားလုံးပဲပရိတ်နော်ကိုပိုင်းတို့ဒီ3ရက်တည်းမှာမဖြစ်မနေကြပေးရမယ်ကိုပိုင်းတို့မွေးပရိတ်ဇာတို့ပရိတ်တစ်လုံးရယ်နော်ညီကမအားလုံးပဲ main on ကိုပိုင်းတို့ပရိတ်နဲ့ဆိုရင်တစ်ကွက်ကောင်ပတ်တိနဲ့ဆိုရင်တစ်ကွက်ကောင်ရွေးချယ်ပေးထားတယ်နော်အဲ့ဒါလေးကိုညီကမအားလုံးပဲကိုပိုင်းရဲ့မိတ်ဆွေညီကမအားလုံးပဲ20ကိုပိုင်းတို့6ရက်နေ့မှာကိုပိုင်း28ရက်နေ့အထိပေါ့နော်26ရက်နေ့မှာ28ရက်နေ့အထိနော်ဇာတော့ဝင်ကျင်နေဆိုရင်ညီကိုပိုင်းအားလုံးပဲနော်ကိုပိုင်းမိတ်ဆွေတွေအားလုံးပဲကိုပိုင်းရဲ့ဒီဗီဒီယို like ကလေးကိုမြင်တာနဲ့နော်ချစ်မိတ်ဆွေအားလုံးပဲကိုပိုင်းရဲ့ဖုန်း3994436494ကိုဖုန်းထားရခေါ်ပြီးဆက်သွယ်ပေးထားမယ်နော်ကိုပိုင်းတို့အင်္ဂါမကျော်ဇာတို့ပတ်တီကတော့ခွန်ပတ်တီလက်ထွက်ပြီးနှစ်ပရိတ်မွေးပရိတ်ပေးတာလဲပရိတ်2နဲ့85နော်တွဲရက်ထွက်တယ်မိန်အောက်က2သီးစားရရှိကြပြီနော်အဖွဲ့ဝင်သမားတွေအားလုံးပဲဒါကြောင့်မလို့ဒီရက်ထဲမှာရှုံးချရှိတဲ့ဆိုတဲ့အကူအမအားလုံးရှိတယ်ဆိုရင်ကိုပိုင်းနဲ့နော်အဓိကတော့ကိုပိုင်းရထုတ်ပေးမဲ့ကဏ္ဍန်းဒီ2ရက်အတွင်းကြမဲ့ကဏ္ဍန်းကိုရွေးချယ်ပေးထားတယ်နော်အဓိကတော့2ရက်အတွင်းကိုပဲရွေးချယ်ပေးတာကိုပိုင်းက3ရက်ဆိုတာကတော့ဒါကိုပိုင်းစကားကန်လေးနဲ့ကြိုးပြောပေးလိုက်တာပေါ့နော်အဓိကတော့2ရက်အတွင်းကြာသာပရိကိုပိုင်းတို့မကြော်တဲ့နော်ဇာတို့ပတ်သီးရဲ့အဓိကမျိုးဆိုအားလုံးပဲမွေးပရိတ်ကဲနော်မိန်အောကွက်ကဲရွေးချယ်ပေးထားတယ်အဲ့ဒါကိုလိုချင်တယ်ဆိုတဲ့အကူအမအားလုံးကကိုပိုင်းရဖုန်းနော်3994436494ကိုဖုန်းထားရခေါ်ပြီးဆက်သွယ်ပေးမယ်နော်အဖွဲ့ဝင်သမားတွေအားလုံးပဲလူဟောင်းတွေလည်းပြန်ဝင်ထားလို့ရပြီကိုပိုင်းရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်တာနဲ့ကိုမိုင်အားလုံးပဲနော်ကိုပိုင်းရဲ့ဖုန်းကိုဖုန်းထားရခေါ်ယူမယ်3994436494နော်ဒီဖုန်းတစ်လုံးပဲကိုပိုင်းအဖွဲ့ဝင်ဖုန်းကင်တယ်နော်အဖွဲ့ဝင်ကြီးသည်1000ခွဲချက်ရှိတယ်နော်ငွေလွှဲပြီးရင်ကိုပိုင်းမျိုးတွေအားလုံးဖုန်းထားရခေါ်ယူပါနော်ငွေမလဲမဖုန်းခေါ်တာကဘူးအဆင်ပြေပါတယ်ညီကိုမိုင်အားလုံးပဲနော်ငွေမလဲခင်ဖုန်းကျူစိုက်ပါပြီးမှငွေသွင်းပါနော်အဖွဲ့ဝင်ကြီး1000ခွဲရှိတယ်ကိုပိုင်းတို့ဗုဒ္ဓဖူးကြာလာပြီး2ရက်အတွင်းကိုအပိုင်ထွက်မဲ့နော်ဇာတို့ပတ်သီးရဲ့မွေးပရိတ်ကဲနော်ကိုပိုင်းအားလုံးပဲဒါကိုပပိုင်နဲ့အပိုင်ကစားမယ်နေတိုက်တွေကိုမကစားဘဲနဲ့အဓိကဇာတို့ပတ်သီးနဲ့ main all ကွက်နဲ့မိတ်ဆွေအားလုံးပဲမွေးပရိတ်နဲ့အမျက်ယူမယ်ဆိုတဲ့ညီကိုပိုင်းအားလုံးပဲနော်ကိုပိုင်းဖုန်း3994436494ကိုဖုန်းထားရခေါ်ပြီးဆက်သွယ်ပေးထားမယ်နော်အဖွဲ့ဝင်ဟောင်းတွေကတော့အားလုံးပဲကျွန်တော်တို့အင်္ဂါမကျော်ခွန်ပတ်သီးနဲ့မွေးပရိတ်နှစ်ပရိတ်နဲ့ထွက်ပြီးနော်ဒါကြောင့်ကိုပိုင်းဘက်ကအဖွဲ့ဝင်တွေကိုကြံ3ရက်စာကိုပြန်ခေါ်ပေးတာဖြစ်တယ်ကိုပိုင်းတို့ဒီအခုကကိုပိုင်းထုတ်ပေးတဲ့နော်ပတ်သီးနဲ့ဗရိတ်တီကျွန်တော်တို့ကြာလာပြီနော်မိတ်ဆွေအားလုံးပဲဒီမနက်ဖြန်ဗုဒ္ဓဖူးပေါ့နော်ဗုဒ္ဓဖူးကြာလာပြီ2ရက်အတွင်းမှာထွက်သွားပြီဆိုရင်တောက်ကြနေကိုလက်ဆောင်ဖရီအခုဝင်တဲ့ညီကိုပိုင်းအားလုံးကိုတောက်ကြနေလက်ဆောင်ဖရီထပ်ပေးမယ်နော်တောက်ကြနေနေ့တိုင်းဖရီလက်ဆောင်ထပ်ပေးမယ်နော်အဖွဲ့ဝင်ကြီးကတော့ကိုမိုင်အားလုံးပဲလိုချင်တယ်ဆိုရင်3994436494ကိုဖုန်းထားရခေါ်ယူမယ်ဝင်ကြီးက1000ခွဲချက်ပါညီကိုပိုင်းအားလုံးပဲနော်ကဲအားလုံးမိတ်ဆွေအားလုံးပဲကိုပိုင်းတို့ဒီညအတွက်ဗီဒီယို live show လေးကိုတော့ကိုပိုင်းလက်တွက်ဆိုင်ကနေညီမအားလုံးကိုချမ်းမြေရောက်ပြီးတော့မျှဝေပေးသွားမယ်နော်ကိုပိုင်းတို့9နာရီခွဲမှာ live show လေးပြန်တက်လာခဲ့မယ်နော်ချစ်မိတ်ဆွေအားလုံးပဲနေတိုက် live show သမားတွေအတွက်ကတော့ကျွန်တော်မနက်ပိုင်းကိုဘာတွေအားကောင်းလဲဘာတွေဝမ်းချင်းပတ်သည်နော်မိတ်ဆွေအားလုံးအားကောင်းလဲဆိုတာကို9နာရီခွဲ live show မှာကို live မှာဝင်ကြည့်လို့ရမယ်ပေါ့နော်ညီတို့အားလုံးပဲ live show လေးနဲ့အားလုံးကိုမျှချပြီးတော့မျှဝေပေးမယ်နော်ကဲချစ်မိတ်ဆွေအားလုံးပဲပပိုင်မှာအမျိုးတွေအားလုံးပဲเนาะကဲကျွန်တော်ညီကိုမိုင်အားလုံးပဲရှင်ကြီးရှိတယ်ဆိုတော့အကိုတွေမိုင်အားလုံးပဲကိုပိုင်းကိုယုံကြည်လို့လက်တွဲကျင်တယ်ဆိုရင်เนาะကိုပိုင်းရဲ့ဖုန်း3994436494ကိုဖုန်းတိုင်းခေါ်ပြီးဆက်သွယ်ပေးထားမယ်ဝင်ကြီးက1000ခွဲချက်ပါညီကိုမိုင်အားလုံးပဲကဲယုံကြည်တဲ့မိတ်ဆွေအားလုံးပဲလက်တွဲထားမယ်เนาะကိုပိုင်းတို့ကြာပြီးတောက်ကြ2ရက်အတွင်းကိုရှုံးကျွေးရှိတယ်ဆိုတော့အကိုတွေမိုင်အားလုံးပဲဖုန်းတိုင်းခေါ်ယူပါအားလုံးသောကိုတွေမိုင်အားလုံးပဲပပိုင်မှာအမျိုးတွေအားလုံးပဲเนาะကဲချစ်မိတ်ဆွေအားလုံးပဲနေတဲ့သမားတွေည9နာရီ live show 9နာရီခွဲမှာ live လွှင့်ပေးမယ်เนาะအားလုံးသောမိတ်ဆွေအားလုံးပပိုင်ပါမိတ်ဆွေညီမအားလုံးပဲဘိုင်ဘိုင်ပါအမျိုးတွေအားလုံးဘိုင်ဘိုင်ပါ